ကဘာပလာဘောလုံးပွဲကိုအကြောင်းပြုပြီးတော့ကျွန်တော်ကုသိုလ်ဖြစ်အောင်ပြောပြမယ်။ဒါကဘာပလာဘောလုံးပွဲကြည့်တယ်ဆိုတာသူတို့ဒါကစားတယ်ကတယ်ပေါ့နော်။ဒါနစ္ဆဂီတဝါဒီတာလို့ခေါ်တယ်။ဒါကြည့်ရှုနားထောင်တယ်။ Okay ဒါနစ္ဆဂီတဝါဒီတာဆိုတော့အကုသိုလ်ကြီးမဟုတ်ဘဲနဲ့အကုသိုလ်လေးမထားဖို့တာဖြစ်တဲ့အတွက်ဒါကိုသူကအကုသိုလ်အကြောင်းပြုပြီးတော့ကုသိုလ်ဖြစ်အောင်ကျွန်တော်ပြောမှာ။ Okay တချို့တွေကဒီအကုသိုလ်အကြောင်းပြုအကုသိုလ်ပဲဖြစ်တယ်။ဒီပဋ္ဌာန်းမှာရှိတယ်ကုသိုလ်အကြောင်းပြုပြီးတော့ကုသိုလ်ဖြစ်တာတွေနော်အာကုသိုလ်အကြောင်းပြုပြီးတော့ကုသိုလ်ဖြစ်တာတွေအာကုသိုလ်အကြောင်းပြုပြီးအာကုသိုလ်ဖြစ်တာတွေဒါတွေကဘာကြောင့်လဲဆိုတာတေချာနော်မလေးလာတာတွေပါတယ်တချို့ကြတော့အတ္တစိတ်တွေကြောင့်မနာလိုမချူးစိတ်တွေနဲ့အိတ်သားမသိကြတွေဖြစ်သွားတာပါတယ်ကဘာပလာကန်နဲ့โอเคကိုအားပေးတဲ့အသင်ထွက်သွားတယ်အော်ဒါနဲ့ညံ့လို့ပဲဆိုပြီးတော့ကိုကမတွေးပဲနဲ့အော်သူများတော်တဲ့အသင်းကိုသွားပြီးပုတ်ချတယ်ဘလို့ပုတ်ချလဲအာဂျင်တီးနားမက်ဆီပါနေတယ်ဒိုင်ဂိုတီးနားသွားလုပ်တယ်ဘလို့ဒိုင်ဂိုတီးနားဒိုင်းစည်းကမ်းတွေအများကြီးရှိတယ်သူ့အတူနော်စည်းကမ်းကိုနားလည်အောင်လေ့လာရမယ်မလေ့လာဘဲနဲ့ဒိုင်ဂိုတီးနာသွားလုပ်တယ်ဒါတွေကဆယ်နှစ်ဆယ်မျိုးထဲမှာညှိနေတာသူတို့လည်းမသိကြဘူးအဲ့လိုမျိုးအထူးသဖြင့်ငတိုဖန်နေဆိုလို့ရှိရင်သူ့လူငတိုထွက်သွားတာနဲ့မက်ဆီကိုထွက်စေခြင်းနဲ့ဒိုင်ဂိုတီးနာသွားလုပ်တယ်ဟိုမှာလုံးဝပဲနော်အီဂျစ်ကိုဇီးတူးနဲ့ရှုံးနေတယ်ဇီးတူးနဲ့ရှုံးနေတဲ့အချိန်မှာ89ရောက်သွားပြီအဲ့အချိန်မှာဟိုကအကောင်းဆုံးပြန်လာတယ်အကောင်းဆုံးကြိုးစားလို့နော်3ဂိုး2ဂိုး3ဂိုးရသွားတယ်ဒါဟိုဒါချီးကျူးရမှာမုရိဒာပွားမှာမပွားဘဲနဲ့အကုသိုလ်အကြောင်းပြုပြီးတော့မုရိဒာပွားလို့ရှိရင်ကညာဝရိယဆိုင်လို့ဒါရတယ်လို့မုရိဒာပွားလို့ရှိရင်ဒါကုသိုလ်ဖြစ်သွားမှာအဲ့ဒါကိုမနာလို့မရှုသိအိဒါမစ္စရိယာတွေသွားပြီးဆဲနှွေးဆဲမျိုးနဲ့ညှိလိုက်သေးတယ်ဘယ်လိုညှိလဲတွန်းသူမှာအတိုင်းနော်စီစီဖွဲကဘားတွေပြန်ကြည့်တယ်မကြည့်သင်မကြည့်ခိုင်းဘူးကြည့်သင်ကြည့်ခိုင်းတယ်โอเคနော်ကြည့်လိုက်လို့ပန်နတီပေးတယ်โอเคဒါတွေလိုဆုံးဖြတ်ချက်တယ်နော်ယာပြီးသားကိုတွေပြန်ရုပ်တယ်ဒါတွေကမမှန်ကန်ကန်လောက်တာလေဒါကိုနော်မမှန်ကန်ကန်လောက်တာကိုမမှန်ကန်ကန်မတီးပဲနဲ့သွားပြီးတော့ဒိုင်ဂိုတီးနာလို့သွားပြောတယ်ဆဲတယ်မဟုတ်မကပြောတဲ့အတွက်ဆဲနီးစုံမျိုးတော့မဟုတ်မမှန်တော့ဆဲတယ်လို့ဒါဆိုလိုတာဆဲနီးစင်လို့ညှိသွားတယ်ဒါတွေကအကုသိုလ်အကြောင်းပြုပြီးအကုသိုလ်ဖြစ်တာဟောမုရိဒာပွားတာကြတော့နော်အကုသိုလ်အကြောင်းပြုတော့သူကကုသိုလ်ဖြစ်သွားတာဟိုမှာကြည့်ကုညကန်သွားတယ်ပွဲ7ကဇီးတူးနဲ့9နေတယ်အဲ့ဒါကိုပြင်သစ်ကောင်းပါတယ်ပြင်သစ်ဖလားပဲရမှာဆိုတဲ့ငတိုဖန်နေနော်ဖန်ပြောင်းပြီးတော့နော်အားပေးတဲ့လူတွေမရဘူးလေကမ်းဘက်ပြန်မလာနိုင်ဘူးလေကညာဝရီကနော်သူတို့ဘလို့အာဂျင်တီးနာလို့မကြိုးစားနိုင်ဘူးလေအာဂျင်တီးနာကမှကမ်းဘက်ပြန်လာတယ်ရှင်းကြည့်လေဒါအကောင်းဆုံးကောင်းတဲ့လူကိုကောင်းတယ်လို့ချီးကျူးရမှာမချီးကျူးနိုင်ပဲနဲ့မနာလို့အိတ်သမစ္စရိယာတွေပွားနေတာလုံးဝပဲနော်အိတ်သမစ္စရိယာပုရုသင်တွေမှာမရှိဘူးလားရှိတယ်ဒါပေမဲ့တရားသိတဲ့လူတွေကအတွင်းအစ္စရတန်တန်မှာတယ်အပြင်ကိုမထွက်ဘဲနဲ့ဖျောက်ပြက်ပြကြတယ်ချက်ချင်းအပြင်အစ္စရတန်တန်မှာပေါ်လွင်တာနော်ဗိဓာတန်တန်မှာပေါ်လွင်တာဒါအိတ်သမစ္စရိယာအားကြီးတာလုံးဝနော်စီမင်းစည်းကမ်းလည်းမသိတရားလည်းမသိတဲ့လူတွေဒါမနာလို့မရှိသိနော်ရုပ်ကြည့်ပြီးအားပေးတဲ့လူတွေစတိုင်ကြည့်ပြီးအားပေးတဲ့အရန်မောင်းကြည့်ပြီးအားပေးတဲ့လူတွေဘောလုံးရတာကိုကြည့်ပြီးတော့အားမပေးတတ်ကြဘူးဒါကြောင့်မလို့ဘောလုံးရတာကိုကြည့်ပြီးအားပေးတတ်ကြပါစေအကုသိုလ်အကြောင်းပြုပြီးတော့ကုသိုလ်တွေဖြစ်ထွန်းပါစေဆိုတာကိုကျွန်တော်နော်တိုက်တွန်းလိုက်ပါတယ်မျှဝေလိုက်ပါတယ်ကျွန်တော်ပြောတာလေးကိုနှစ်သက်တဲ့ဆို like and follow လေးလုပ်ခဲ့ပေးပါနော်